My name is Wow. Hello မင်္ဂလာပါဒီနေ့ကျွန်တော်ခေါင်းလေးကိုလျှော်ထားရပါဗျာခေါင်းလေးကိုလျှော်ထားတယ်ခေါင်းလေးကိုလျှော်ထားပြီးတော့ first air လေ energy ပေါ့နော် energy ပေါ့ဆို okay ကျွန်တော်ဒီနေ့ Oracle ဖတ်ပေးမှာဖြစ်ပါတယ် Oracle only reading ပေးမှာဖြစ်ပါတယ်ဒါ channel messaging တော့မဟုတ်တော့ဘူး channel မဟုတ်တော့မဟုတ်တော့ဘူးဒါကိုယ့်ရဲ့တစ်ဖက်သူစီက message from your person ဖြစ်ဝင်ရတယ်ဆို okay ဖြစ်ဝင်ရော sorry ပါနော်ဆိုကျွန်တော်နောက်က decoration ပြောင်းလာဆိုဒါလေးကိုတော့ဖွင့်တော့ပေးပါ okay here we go inner power ဒီဒီပိုင်းတော့လေးနော်ဒီဒီပိုင်းတော့လေးကြာဒီမှာ shift ဖယ်ထားတာ inner power Find your home command you prop yourself here at this moment in life you have nothing to fear ဘာမှကြောက်စရာမလိုဘူးလို့ဆရာရှိရင်လောလောဆယ်မှာ confident အဖြစ်နဲ့နော်ဆက်လုပ်သွားကိုဘာလုပ်ပဲလုပ်နေနော်ဆိုတော့ဒီချိန်မှာမင်းရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အရာတွေအားလုံးမင်းရဲ့ပြောဆိုနိုင်စွမ်းမင်းရဲ့ communication လုပ်နိုင်စွမ်းနေနော်အဲ့လိုမျိုးသူများတစ်ဖက်သားပေါ်ကွာအဲ့လိုမျိုးစုမှုနိုင်စွမ်းနော်အဲ့ဒါတွေကအရင်အစွမ်းထက်တယ် okay attractive ဖြစ်တယ်ဆိုတော့မင်းခန္ဓာကိုယ်ထဲမှာမရှိသေးဘူးဆိုလို့ရှိရင်ပြန်ရှာဖွေပြီးတော့အခုရောက်နေတဲ့ဘဝမှာကြောက်စရာမလိုဖြတ်တန်းတင်တာဖြတ်တန်းဆိုရဲ energy ဆိုတော့ကိုတစ်ခုခုလုံးနေတဲ့ energy မျိုးရှိရင် claim လုပ်လို့ရတယ် energy check လုပ်ပြီးအမှန်တည်းဆို how the message from your person လေးကိုဆက်ကြည့်ပေးလို့ရပါတယ် oh my goodness here we go one more cup please oh what okay ဒီ divine တော့ဖြစ်ပါတယ် divine တော့ဒီပါနော် okay three eyes raven ဆိုတာကြီးကန်းကိုပြောတာနော် raven ဆိုတာဟုတ်ကြီးကန်းဟုတ်တယ်ဆို three eyes ဆိုတာမျက်လုံးသုံးလုံး third eye ပေါ့ third eye ဒီမှာ energy ရလိုက်တာအဲ့ energy မျိုးရတယ်နော်ဆိုကိုက spiritual ဘာ spiritual တော့မဟုတ်ဘာသာရေးပေါ့နော်တခုခုကိုလေ့လာလိုက်စားနေတဲ့သူမျိုးဆိုလို့ရှိရင်မကြခင် third eye chakra ပေါ့နော် third eye ဆိုတာကျွန်တော်တို့ chakra ခုနှလုံးရှိတယ် root ရှိတယ် root ရှိတယ် sacral ရှိတယ် solar plexus ရှိတယ် head ရှိတယ် throat ရှိတယ် third eye ရှိတယ် crown ရှိတယ်ပေါ့နော် chakra ခုနှလုံးရှိတယ်ဒီ fully chakra ခုနှလုံးကို meditation လုပ်ဖို့ healing ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော် third eye ဆိုတာတော့ကျွန်တော်တို့ဘယ်လိုပြောရမလဲ sit eye ပေါ့နော် sit eye ကိုပြောနေတာဘာလို့လဲဆိုတော့ third eye ဆိုတာဒီနှစ်ဖူးအလေတက်မှာရှိတာနော်ဒီ third eye ကအောက်ကနေရေးလို့ရှိရင်6နေရာမြောက်မှာကျွန်တော်ကတော့ sit eye chakra လို့ခေါ်တယ်အမြင်ဆုံးကတော့ crown ပေါ့နော်ဒီ crown ဒီနားမှာရှိတာငယ်သိပ်ပေါ့နော်မိမိရဲ့ငယ်သိပ်မှာရှိတာဒီຢာကို healing ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့က meditation လုပ်ဖို့လိုတယ်ဆိုတော့ as sunrise upon the dew and messengers raven call out with you တဲ့ဆိုတော့နေအောင်ကြီးပေါ့နော်နေတာတဲ့နေ့တော့မဟုတ်နေအောင်ကြီးကောင်းစွာရတဲ့နေရာတနေရာမှာအဲ့လိုမျိုးမင်းပြောရင်လည်းအရာတွေသိလားမင်းရဲ့ manifestation လုပ်ထားတဲ့အရာတွေကိုအဲ့လိုမျိုးခဏလောက်ရက်ပြီးတော့တူတူလေးရေရွလိုက်တာပဲဖြစ်သိလားmessenger ဆိုတာတော့ဒီမှာစာပို့သမားပေါ့နော်ကြီးကန်းတွေပေါ့ကျွန်တော်ဟိုးအဲ့လိုမျိုးစစ်ပွဲတွေနော်ဝါဝါတို့ဘာလို့ရှိမှာပေါ့ဝါဝါတွေတဲမှာဆိုလို့ရှိရင်ကျွန်တော်တို့စာပို့တဲ့ခက်ကိုကြီးကန်းတွေဖြစ်သုံးကြတယ် raven တွေဖြစ်သုံးကြတော့သူတို့တွေကတဲ့မင်းအတွက်သတင်းတွေယူဆောင်လာပေးလိမ့်မယ်အပြစ်မထွက်သေးဘူးဆိုလို့ရှိရင်ခဏလောက်ထွက်လိုက်ဟုတ်ပါဗျာကျွန်တော်ဒီမှာ brain box ရှိ brain box လေးဖွင့်ပြီးတော့ကောင်းကြီးမောကြည့်ပြီးတော့တည်ရမှာစကားပြောလိုက်တာပဲပြောကိုလိုချင်တဲ့စုတောင်းလိုက်ပြီဆိုလို့ရှိရင်အဲ့လိုကြီးကန်းလေးတွေပါတော့ကိုလာပြီးတော့စားလေးတင်ပါလိမ့်မယ်ပေါ့ BI ရ back oh what the heck who is this energy tell me anyway
Anyway, explain to me. Who is this energy? What the heck? Are you joking to me? There's no joking. No, there's no joking. Okay, so နှစ်ကက်ရှိပါပြီအများကြီးတော့မကြည့်ဘူးကျွန်တော်လည်းနည်းနည်းတော့မောတယ်ပေါ့နော်နည်းမောတော့နည်းနားနားပြောနေရတော့ရေဘူးတော့ဘယ်ဘက်ဝမ်းနေဟာဆိုတော့ဒီနေ့ကတော့ကျွန်တော်postcard ice cream postcard ပြောမယ် ice cream စားမယ်ဘာညာရွှေရှောင်းဒါပဲမီအဲ့ရနာကြီးနော်ဘလူးအန်လာကြီးလည်းမသိဘူးဟာမလို့ရင်တော့တကယ်ပြောအဲ့လိုကြီးကြတော့ပြောတာပဲနော် Okay နဲ့ Okay နဲ့ meeting ပေးမယ်နော်အားတော့မရှိတော့အားတော့မရှိတော့နော်ဘသူကွာဘသူတော့လို့ဘယ် main ကလေးဘယ်ယောက်ျားလေးအဲ့လောက် broke နေရလဲလို့နော် main ကလေးဆိုလို့ရှိရင် healing လုပ်ပါလို့ဒီမှာ audience တွေလည်းရှိရ viewer တွေလည်းရှိရတခြား terror reader တွေလည်းရှိရ healing ပေးတဲ့ message တွေလည်းရှိရဘာလို့အဲ့လိုမျိုး broke နေမကောင်းပါဘူးနော်ယောက်ျားလေးဆိုလို့ရှိရင်ယောက်ျားကြီးပြပြီးတော့အဲ့လောက်ကြီးမပြိုလဲပါနဲ့ကျွန်တော်လည်းပြိုလဲတတ်ပါတယ်ဒါပေမဲ့ကျွန်တော်လည်းအနည်းဆုံးတော့အဲ့လိုမျိုးပဲသိရအောင်ဟန်လေးဆောင်တာကျွန်တော်ဆိုကြီးစားအောင်တော့ကြီးစားထားအောင်မကြောက်ဘူးအိမ်ထဲမှာပဲနေရဟုတ်တယ် Okay here we go Okay thank you begin here Okay the first source messages no begin here do not fear what trouble bring and mind dear the moment is yours begin now right here no အခုပဲမကြောက်နဲ့တဲ့မကြောက်နဲ့ so what trouble bring နဲ့မင်းခီးတော့တဲ့အချိန်မှာတဲ့အကြောက်တရားတွေမတည်ဆောင်သွားနေတယ်နော်ပြီးတော့ my dear this moment is your တဲ့ချစ်ကလေးရဲ့မင်းအတွက်ဒါမင်းရဲ့အခိုက်အတန့်ပါပဲနော် begin အခုပဲစတင်လိုက်ပါတဲ့ now right now here နော်မင်းတို့ပေးရင်လည်း message တစ်ခုခုဖြစ်နေမယ်ဘယ်လိုလဲမပြောတတ်ဘူးဒီထဲတော့ခက်တယ်ကွာဆော်ရင်းပါလို့ဟာ shit one more call please oh what the ဘာ energy လဲမသိဘူးသိလားနော်ဘာ energy လဲမသိอ่ะတကယ်နည်းနည်းလေးအဲ့နော်ကြည့်နေတဲ့ audience တွေပဲကြည့်လိုက်တော့ကျွန်တော်ကလေဟို reading ဟိုဗျာတော်တော်များများဟို editing လုပ်ဘာလို့မလုပ်လဲဆိုတော့ and I dream ဖြစ်လို့ you know like နှစ်ခါသုံးခါဆိုလို့ရှိရင်ကျွန်တော်လည်းပြင်မယ်ကြည့်ရတဲ့သူတွေရတယ်နားထောင်ရတဲ့အချိန်မှာဗျာအတန်တစ်ခု voice over voice line တစ်ခုကပြတ်သွားပြီဆိုလို့ရှိရင်မကြိုက်တော့ဘူးဗျာမကြိုက်ညင်တော့တရားမှာ you know what I mean okay ဆိုကိုအဲ့လိုမျိုးမကြိုက်ဘူး what the fuck walk about you discover your past in secret walk about the trees as your people မင်းရှာဖွေနေရဲ့မင်းရဲ့အပိုင်းအစတချို့နော်မင်းမတွေ့သေးတဲ့အရာတွေတခုအားတဲ့အဲ့လိုမျိုးလမ်းလျှောက်ထွက်ဖို့ပြောတာ walk about လုပ်တယ်ဆိုတာလမ်းလျှောက်ထွက်ပါ not the tree are your people မင်းရဲ့တငယ်ချင်းတွေနဲ့မင်းလူတွေနဲ့နော်အပင်ရှိတဲ့နေရာနော် the earth is your tribe မင်းကဘာမြေကြီးနဲ့ထိတွေ့ဖို့လိုနေရာဖြစ်လိမ့်မယ် indigenous lesson and you find that what to survive တဲ့နော်မင်းအသက်ရှင်ဖို့အတွက်တချို့ကဘာမြေကြီးပြောရင်တော့ကွာအဲ့လိုမျိုးရေမီလေနော်တကြီးလေးပါဒီမှာလို့ဆိုလို့ရှိရင်တော့တဘာဝကြီးနဲ့ထိတွေ့ဖို့လိုနေရာနော် trip ထွက်ဖို့လိုနေရာနော်စိမ့်ဆူလှပတဲ့ fresh ဖြစ်တဲ့တစ်ပင်တွေကြည့်ဖို့လိုနေရာဒါမျိုးလေးဖြစ်နိုင် okay မ broke နဲ့ငါသူ့ကြည့်ပြီးတော့ငါတော့ broke တောင်ပြီးတော့ broke ချင်လာပြီ brutally ပဲလုံးလိုက်တော့ဟဲ့ what the odyssey take in the beauty of country land and botany explore the wonder like a gypsy traveler odyssey
အလားတရားတွေကိုယူဆောင်ပြီးမင်းမကွာမင်းမသူများနဲ့မတူတဲ့ဆွဲဆောင်မှုတစ်ခုရှိရဲ့အဲ့ဒီဆွဲဆောင်မှုတစ်ခုကိုမင်းကအသုံးချပြီးတော့ကဘာမြေကြီးကိုပြောင်းလဲပြလိုက်သိလားနော်ငါလမ်းလျှောက်တဲ့ခြေလမ်းလေးရပန်းပွင့်လေးဖြစ်ရမယ်ငါလျှောက်တဲ့ခြေလမ်းကနှင်းစီပန်းကြီးဖြစ်ရမယ်သိလားအဲ့လိုလော confidence ပြည့်နေလမ်းလျှောက်ထွက်လိုက်ဒီနေ့တနေ့ရောနော် explore the wonder like a gypsy traveler odyssey ရဲ့ gypsy traveler like odyssey ဆိုတာဟိုအပိတ်လေးလေးလွင့်အိမ်ရှိရမြည်၆ဝါးနေတယ်အဲ့လိုခီးသွားတယောက်လိုပဲတင်ပါအဲ့ဒီတနေ့တာပေါ့တရက်တာတော့ကိုယ်စိတ်ထဲမှာရှိသမျှအရာတွေကိုလွှတ်ချလိုက် release လုပ်လိုက်ဆိုတော့ပြောချင်တာနော်ဒီကက page နဲ့ message okay ဒါဒီနေ့ oracle only နော် note ထဲလို့ပဲစကားရရင်နော်ပြောရတယ်ဗျကျွန်တော်လဲရောင်းနေတော့လေသူတို့ချကြတော့နည်းနည်းတိုင်းပတ်တယ်ဗျာသိလားဆိုဘယ်သူ energy လဲမသိဘူးနော်ပုံမှန်အားဖြင့်ကျွန်တော် energy ရောမဟုတ်ဘူးကျွန်တော် energy ဆိုလုံးဝ stay low နော် low key လေးတစ်ချက်အဲ့လိုမျိုးဖြစ်တာလေကျွန်တော်လဲကြောက်တယ်ပေါ့နော်ကျွန်တော်ကြောက်တယ်ဘာဖြစ်နေတာလဲမသိဘူးno it's like spooky what the one more class a moment chimes ဒီ divine door လေးဖြစ်ပါတယ်နည်းနည်းလေးဖြူနေ divine door လေးอ่ะ oh my god okay send through the hour class yep time ဒါဒီကเนาะမြင်မှုလို့ပဲတဲရေတုံဖြစ်ထားတဲ့အချိန်တွေရှိခဲ့ဘူးမှာပေါ့သူနဲ့ကုံဆုံးခဲ့ဘူးတဲ့အချိန်တွေကိုတို့ဘွားရဲ့အမှတ်တရအနှစ်ယောက်အတူတူရှိခဲ့ဘူးတဲ့အချိန်တွေခီးသွားခဲ့တာပဲဖြစ်ဖြစ်เนาะအဲ့လိုမီးပုံပွဲသိမ်းမှာမီးတူတူဖိုခဲ့တာပဲဖြစ်ဖြစ်အဲ့လိုမျိုးနောက်ပြီးတော့ဟိုတနေရာပေါ့နော်ခီးတူတူသွားခဲ့ဘူးလားနော်ကော်ဖီဆိုင်တူထိုင်ခဲ့ဘူးလားနော်တနေရာမှာပေါ့နော်ဒိတ်လောက်ဘူးလားမျိုးရှိခဲ့ဆိုလို့ရှိရင်ဒါကြီးကပြီးဆုံးသွားပြီနော် Yep time could stay where the moment lasts forever in the place of the headway နဲ့နော်ဒီခိုက်တဲ့နေရထာဝရပြီးဆုံးသွားဖို့အတွက်မင်းရဲ့နှလုံးသားထဲမှာကောင်းချီးရေနော်မင်းရဲ့နှလုံးသားထဲမှာပဲ့တင်တန်နေအဖြစ်အဲ့လိုမျိုးထပ်နေပါထပ်နေလိမ့်မယ်နော်ဒါရဲ့ကောင်းဖို့အတွက်ပါပဲနောက်ဆုံးပထမဆုံးနဲ့နောက်ဆုံးဖြစ်ပါတယ်ပေါ့နော်ပြောရင်တော့ဟို meaning ကတော့လွဲသွားတယ်ကွာတည်အောင်အဲ့လိုဒီပထမအဲ့လိုမျိုး energy ရလိုက်တော့အဲ့လို energy မျိုးမဟုတ်ဘူးကွာတည်သူနဲ့ memory တွေဒါပေမဲ့ဒီ memory တွေကပျောက်ကွယ်သွားဖို့လည်းရှိရယ်နော်ကို remind တစ်ချက်လုပ်နေဆိုလို့ရှိရင်ဒီ moment join တဲ့ဒီမှာတော့နှစ်သက်ပါလို့ပြောထားတယ်ဒါကတော့ကိုနဲ့ energy percentage ဖြစ်မှယူပေါ့နော်January ဖြစ်တဲ့အတွက် audience အားလုံးကိုလုပ်ပေးရတာဆိုတော့အကုန်လုံးမှန်ရင်မှန်နေမယ်ပေါ့နော်ကျွန်တော်ပြောတဲ့အထင်းကတိုက်ဆိုင်တာလေးရှိလို့ရှိရင် energy claim လုပ်သွားလိုက်ပါ okay ထောက်ပြောနေတာပေါ့ခုလိုမျိုးမိုက်တယ်ဗျာနော်သူများကြီးများအမှတ်တရလေးနေ oh my god ဘောကြတယ်အဲ့ဒါone more card please no offerings abandon the line in the test no abandon the line in the has the alarm share more than expected and see left camera အစင်မပြေဖြစ်မှုတွေရှိနေတယ်ဆိုလို့ရှိရင်နော်အစင်မပြေဖြစ်စေတဲ့အလုပ်တွေမင်းကိုအစင်မပြေအောင်တစ်ဖက်သားလိန်နေသွားတာနော်ကိုကိုဒီနေ့ energy drain ဖြစ်သွားအောင်နော် energy waste ဖြစ်သွားအောင်ကိုရဲ့ positive energy လေးကိုအဲ့လိုမျိုးပြင်မှာခန်းချောက်သွားအောင်လုပ်တဲ့လူတွေရှိလို့ရှင်ခွင့်ပြုလိုက်ပါတယ်နော်ခွင့်ပြုလိုက်ပါတယ် share more than ပြီးတော့များခွင့်လွတ်ပါများလေးအဲ့လိုမျိုးမြစ်တာပို့ပေးလိုက်ပါဗျာမြန်မာဆိုလို့ရှိရင်တော့ဆိုတော့ share more than expected and see lab camera ဒါဆိုလို့ရှိရင်မင်းရဲ့ပတ်တယ်မှာချစ်ချင်းမြတ်တာရင်းနဲ့ပြီးပြည့်စုံလာလိမ့်မယ်နော်မင်းရဲ့ဘေးပတ်တယ်မှာချစ်ချင်းမြတ်တာတွေဝေစားလာလိမ့်မယ်ပေါ့နော်ဆိုတော့ okay ဟိုကျွန်တော်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်ဆိုတာလည်းမှန်တယ်မကောင်းတာလုပ်ရင်ကောင်းတယ်ဖြစ်တာဆိုတာလည်းမှန်တယ်ပေါ့နော်ဒါကတော့ကိုယ့်ရဲ့မဟုတ်ဗျာအဓိကကျွန်တော်တို့ကထဲတော်ရီတာနော်အများကြီးရှိမယ်ဒီထဲမှာပေးချင်တဲ့ message ကိုထည့်ပေးလိုက်တယ်ဒီဟာ messenger ဖြစ်တဲ့အဲ့လိုမျိုး messenger ဖြစ်တဲ့ခဏကလေးတွေကနေပြီးတော့အဲ့လိုမျိုး
ဆိုပြန်တန်းသွားပြီးနော် message လို့ကျင်နေလို့စီရောကျွန်တော် like Harry Potter Griffin တော့အတည်မှာစားပုံးကလေးဟိုကတော့ဈေးကွက်လေးပါနော်စားပုံးကလေးဝါးဒါလည်း okay ဆိုတော့ဒါတော့ပါပဲဗီဒီယိုရန်ရှေ့တော့မှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုအော်ဒီမှာ Bath of the Dead ခံမှာတပည့်နော်တကက်ကြံခဲ့ပြောရင်လို့ဒါပေးချင်တဲ့ message လို့ပဲသဘောထားလိုက်ကိုယ်တပေးချင်တဲ့ message လို့ Silence K ရဲ့နော်ဒါ Bath of the Dead ခံမှာတွေ့လိုက်တဲ့ Oregon ဒါ I challenge you to unpack your mind once again I challenge you to unpack your mind in meditation grace the soul can unwind so I challenge you once again လာပြန်ပြီနော်ဘာလို့လဲဆိုဒီလူပဲနော်ဒီ main ကလေးပဲကို तू ကလက်တွဲခေါ်ရင်challenge လုပ်တယ်နော်ကိုနောက်ထပ် next level တစ်ခုကို state gap နော် next level ပဲလုပ်ဖို့ကိုကသူ့ရဲ့အဲ့လိုမျိုးဥဆောင်မှုနောက်ကိုလိုက်သွားမှာမျိုးတွေရှိတယ်ဒါမှမဟုတ်ကိုကဥဆောင်နိုင်လားကိုကဥဆောင်နိုင်တယ်ဆိုလို့ရှိရင်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုကဥဆောင်နိုင်လိုက်မဟုတ်ဘူးဆိုလို့ရှိရင်ကိုရဲ့တစ်ဖက်လူကကိုထန်နေနေလေးရိုးမြင့်နေတာတော့ဘာလို့အလုပ်ထဲကဆိုလို့ရှိရင်အဲ့လိုမျိုးကြည့်မှာရာလုံးမြင့်တာစမ်းမြင့်တာဆိုလို့ရှိရင် तू ကမင်းကိုဆွဲခေါ်တယ်သိလား to unpack your mind မင်းရဲ့မသိစိတ်ထဲမှာရှိရဲ့မဖွင့်ချသေးတဲ့အရာတွေကို in meditation grace တရားထိုင်ခြင်း meditation လုပ်ခြင်း affirmation လုပ်ခြင်းเนาะကိုဝယ်ဖာလာဝင်ချเนาะဝန်ခံတောင်းပန်ခြင်းဆိုရဲအရာတွေနဲ့ the soul can unwind မင်းရဲ့ဝိညာဉ်တွေမင်းရဲ့စိတ်ခန္ဓာတွေကမကောင်းတဲ့အရာတွေရောကောင်းတဲ့အရာတွေရောထုတ်လွှတ်ခိုင်းတာလေထဲမှာသိလားစိတ်ကို release far from the sky သိလားကောင်းပြီနော် break in break out တဲ့ let's go of doubt တန်တရားရရှိလို့ရှိရင်လေလွှတ်ချလိုက်ပါတဲ့နော် letting go လုပ်လိုက် okay အသက်ရှူမယ်ပြန်ထုတ်မယ်အသက်ရှူမယ်ပြန်ထုတ်မယ်နော်ဒါမျိုးပြောချင်တာ okay ဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုသဘောကျကြိုက်နှစ်တက်မယ်လို့လည်းထင်ပါတယ်ဆိုတော့ကြည့်ရှုပေးတဲ့တယောက်ချင်းစီရတယ်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် YouTube channel လေးကိုသဘောကျရဆိုလို့ရှိရင်လည်း like and subscribe လုပ်ပေးသွားခြင်းဖြင့်ကူညီပေးသွားလို့လည်းရပါတယ်ဆိုတော့ channel ဆိုပေမဲ့ကျွန်တော် energy ကိုအကောင်းဆုံးနဲ့ reading ပေးထားမှာဖြစ်ပါတယ်တစ်ပတ်တစ်ခါ reading တွေတင်ပေးဖို့လည်းရအောင်လုပ်ပါမယ်ပေါ့နော်တခြားကျွန်တော်အဲ့လိုမျိုးကိစ္စရှိနေတော့လူတယောက်ရဲ့ကံကြမ္မာပြောရလို့ရှိရင်သူကတပတ်တစ်ခါကျွန်တော်တို့က destiny wheel ပေါ့နော် fortune ခေါ်မယ်ဆိုတော့အဲ့ဒီ wheel ကတပတ်တစ်ခါ changes ဖြစ်တယ်တပတ်တစ်ခါ changes ဖြစ်တယ်ဒါတော့ကျွန်တော်ကတပတ်တစ်ခါအမြဲလုပ်ပေးရနည်းနည်းနောက်ကျတော့မရှိဘူးဗျာသိရမှာကိုကစောရင်တော့စောနေလိမ့်မယ်တပတ်ပေါ့နော် weekly တွေနေမယ်ခေါ်ဆိုတော့ mostly ကတော့ resonate ဖြစ်နိုင်တယ်personal reading ကိုကျွန်တော်ဘာလို့မလုပ်ပေးလဲဆိုတော့ personal reading ကအရေးကြီးမှကျွန်တော်အဲ့လိုကျွန်တော်အဲ့ဒီ description မှာ link ချပေးထားတယ်အဲ့ page messenger မှာပဲဖြစ်ဖြစ်เนาะ Telegram မှာပဲဖြစ်ဖြစ် TikTok မှာပဲဖြစ်ဖြစ်ကျွန်တော်လာမေးလို့ရတယ်personal reading အတွက်အဲ့လိုမျိုး list တွေကိုလည်းကျွန်တော် highlight ပေါ့နော် highlight ပါကျွန်တော် list ပို့ပေးမယ်ပြီးတော့ကျွန်တော်ကအဲ့လိုမျိုးငွေကြီးရောက်တော့ကြည့်ပေးတာမဟုတ်ဘူးဒီတိုင်းငုတ်တုတ်ထိုင်နေလဲကျွန်တော်ဒီ free reading တွေထိုင်နေနေရပဲလေပြီးရုပ်ကိုရုပ်ကြီးအောင်ပြလိုက်နေတယ်တစ်ခါမှဒီလိုမျိုးလုပ်ဖို့လေကျွန်တော် I don't mind သိတာစိတ်ကူးလည်းမရှိဘူးเนาะ I don't think about it every time အမြဲတမ်းလေအမြဲဘလို့မှစဉ်းစားထားတာမရှိဘူးYouTube ကဒီလိုမျိုးလုပ်မယ်ဆိုပြီးတော့ကိုယ့်ရဲ့ community ကိုခဲ့ပြီးတာတခြားတစ်ခုကျွန်တော်အရင်က game ကစားတဲ့ကောင်ပေါ့နော်ဆိုတော့ဒီလောက်ပါပဲဆိုတော့ okay bye bye see you in next video